မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့ကလက်မတော်မြို့နယ်နဲ့ကမာရွတ်မြို့နယ်တွေမှာစစ်ကောင်စီဘက်ကရဲတပ်ဖွဲ့နဲ့စစ်တပ်ကမွေးထားတဲ့ပြူစောတိတွေအကြားပြစ်ခတ်မှုဖြစ်တဲ့အထိအချင်းများရန်ဖြစ်မှုတွေပေါ်ပေါက်လာသလိုအဲ့ဒီပြူစောတိအဖွဲ့တွေကိုရဲကဖမ်းဆီးပြီးမဲ့စစ်တပ်ကပြန်လွှတ်ခိုင်းခဲ့တယ်ဆိုပါတယ်ဂျပန်စစ်ကောင်စီလက်အောက်ခံနန်စီရီယာဝန်ထမ်းတွေကိုနိုင်ငံတော်ပုံကမှုမှာပူးပေါင်းပါဝင်မှုအပါအဝင်ပုံမှန်များစွာနဲ့တရားစွဲအရေးယူမဲ့ဥပဒေကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကပြဋ္ဌာန်းလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်မြို့ကလက်မတော်မြို့နယ်နဲ့ကမာရွတ်မြို့နယ်တွေမှာစစ်ကောင်စီဘက်ကရဲတပ်ဖွဲ့နဲ့စစ်တပ်ကမွေးထားတဲ့ပြူစောတိတွေအကြားပြစ်ခတ်မှုဖြစ်တဲ့အထိအချင်းများရန်ဖြစ်မှုတွေပေါ်ပေါက်လာသလိုအဲ့ဒီပြူစောတိအဖွဲ့တွေကိုရဲကဖမ်းဆီးပြီးမဲ့စစ်တပ်ကပြန်လွှတ်ခိုင်းခဲ့တယ်လို့စစ်တပ်သတင်းရင်းမြစ်ကပြောထားသလိုဒေသခံပြည်သူတွေကလည်းပြောထားကြပါတယ်ဖြစ်စဉ်ကတော့ဇွန်လ23ရက်နေ့ဖြစ်တဲ့မနေ့ကည8နာရီလောက်မှာပဲရန်ကုန်မြို့ကလက်မတော်မြို့နယ်ဂျန်ရှင်းမော်တင်အနီးမှာစစ်ကောင်စီဘက်ကရဲတအုပ်ကိုစစ်တပ်ကမွေးထားတဲ့ပြူစောတိအဖွဲ့ဝင်6ဦးကဝင်ရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာနောက်ထပ်ရဲတပ်ဖွဲ့တွေရောက်လာပြီးအဲ့ဒီပြူစောတိအဖွဲ့တွေကိုဖမ်းဆီးတာတွေလုပ်ခဲ့တယ်လို့အဲ့ဒီမှာအုပ်စုလိုက်တွေရုံရင်စံကပ်ဖြစ်နေကြပြီးဖြစ်တဲ့ကိစ္စကတော့အမျိုးသမီးကိစ္စနဲ့သူတို့အချင်းချင်းတိုက်ခိုက်တဲ့အထိဖြစ်နေကြတာလို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်အလားတူမေလ25ရက်နေ့ကလည်းကမာရွတ်မြို့နယ်ရဲစခန်းမှာပြူစောတိခေါင်းဆောင်အုပ်ချုပ်ရေးမှူးစီကလိုင်စင်မဲ့ဆိုင်ကယ်ကိုရဲတပ်ဖွဲ့ကနေဖမ်းဆီးလို့ဆိုပြီးပြူစောတိခေါင်းဆောင်တွေဖြစ်ကြတဲ့လှိုင်မြို့နယ်က10ရက်ကွက်အုပ်ချုပ်ရေးမှူးစန်းထေး6ရက်ကွက်အုပ်ချုပ်ရေးမှူးကျော်သူ10ရက်ကွက်အုပ်ကြီးတန့်စင်ဦးနဲ့ပြူစောတိအဖွဲ့ဝင်အယောက်20လောက်ကသူတို့ကိုတပ်ဆင်ထားတဲ့တနက်တွေနဲ့အတူကမာရွတ်မြို့နယ်ရဲစခန်းကိုရောက်လာပြီးတော့ရဲတပ်ဖွဲ့နဲ့ပြူစောတိအဖွဲ့တွေကြားပြစ်ခတ်မှုဖြစ်ပွားတဲ့အထိရုံရင်စံခတ်ဖြစ်ပေါ်ခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အဲဒီလိုဖြစ်စဉ်တွေမှာရဲတပ်ဖွဲ့တွေကအဲ့ဒီပြူစောတိအဖွဲ့တွေကိုဖမ်းဆီးခဲ့ပြီးမြဲကမာရွတ်မြို့နယ်နဲ့လှိုင်မြို့နယ်တို့မှာလုံခြုံရေးတာဝန်ယူထားတဲ့စစ်တပ်တာဝန်ရှိသူကပြူစောတိတွေကိုပြန်လွှတ်ခိုင်းခဲ့တယ်လို့လည်းစစ်တပ်သတင်းရင်းမြစ်ကပြောထားသလိုဒေသခံပြည်သူတွေကလည်းပြောထားကြပြီးလက်ရှိရန်ကုန်မြို့မှာတော့အကြမ်းဖက်စစ်ကောင်စီကခိုးဆိုးလူရက်ထောင်ထွက်လူမိုက်တွေကိုသူတို့စစ်တပ်လက်အောက်ခံပြူစောတိတွေအဖြစ်လက်သက်မွေးထားပြီးတော့တချို့ကိုလက်နက်ပါတပ်ဆင်ပေးထားတယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံနန်စီရီယာဝန်ထမ်းတွေကိုနိုင်ငံတော်ပုံကမှုမှာပူးပေါင်းပါဝင်မှုအပါအဝင်ပုံမှန်များစွာနဲ့တရားစွဲအရေးယူမဲ့ဥပဒေကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကပြဋ္ဌာန်းလိုက်ပါတယ်ဒါကတော့ဇွန်လ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲအမျိုးသားညီညွတ်အစိုးရကပေးပို့လာတဲ့အကြမ်းဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုပြည်ထောင်စုလွှတ်တော် CRPH ကပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။အဲ့ဒီဥပဒေမှာစာနာရှင်လက်အောက်ကနေရုံထွက်ပြီး CDM ပြုလုပ်လာတဲ့နိုင်ငံဝန်ထမ်းတွေရဲ့နိုင်ငံရေးခံချက်ကိုလေးစားတန်ဖိုးထားတဲ့အတွက် CDM နိုင်ငံဝန်ထမ်းတွေကိုလေးစားဂုဏ်ပြုအပ်တဲ့ဝန်ထမ်းကောင်းတွေအဖြစ်အတိအမှတ်ပြုမှုနဲ့ဂုဏ်ပြုချီးမြှင့်မှုတွေကိုထိထိရောက်ရောက်ဆောင်ရွက်ရမယ်လို့လည်းပြဋ္ဌာန်းထားပါတယ်။ဒါပေမဲ့တစ်ဖက်ကအကြမ်းဖက်စစ်ကောင်စီရန်ရာကိုလက်ပတ်ပေးနေတဲ့စစ်တလောက်ခန်းနန်စီဒီယန်ဝန်ထမ်းတွေကိုတော့စစ်ကောင်စီနဲ့အတူနိုင်ငံတော်ပုံကန့်မှုမှာပူးပေါင်းပါဝင်မှုအပါအဝင်ပုံမှန်များစွာနဲ့တရားစွဲအရေးယူမဲ့ဥပဒေကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကပြဋ္ဌာန်းလိုက်ပြီးအဲ့ဒီထဲမှာနန်စီဒီယန်ဝန်ထမ်းတဦးတယောက်ဟာတော်လန်ရေးကိုအောင်မြင်အောင်ဆောင်ရွက်ပေးမှုတစုံတရာထိထိရောက်ရောက်ကူညီပေးခဲ့တဲ့အချက်လက်အထောက်အထားတွေရှိခဲ့ရင်တော့အဲ့ဒီဝန်ထမ်းကိုအရေးယူမှုကနေကင်းလွတ်ခွင့်ပေးမှာဖြစ်တယ်လို့လည်း CRPH ကပြဋ္ဌာန်းထားပါတယ်ခင်ဗျတစ်ဖက်မှာတော့စကိုင်းတိုင်းကရွှေဘုံမြို့နယ်7ကျွန်းပြူစောတိကျေးရွာကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုအတွင်းပြူစောတိ18ဦးကိုအရှင်ဖမ်းမိထားတဲ့အပြင်တနက်10လက်ကိုပါသိမ်းဆည်းရရှိထားတယ်လို့ရွှေဘုံခိုင် PDF အမှတ်18တရင်တာဝန်ခံကိုနေမျိုးကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ9ရက်နေ့ကပဲရွှေဘုံမြို့နယ်7ကျွန်းပြူစောတိကျေးရွာကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာ15မိနစ်အတွင်းအဲ့ဒီပြူစောတိစခန်းတစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲအတွင်းပြူစောတိ18ဦးကိုတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိခဲ့တဲ့အပြင်သူတို့စီကနေတနက်10လက်ကိုပါတော်လိုင်းတပ်တွေကသိမ်းဆည်းရရှိခဲ့ပြီးလက်ရှိမှာတော့ဖမ်းဆီးရမိထားတဲ့ပြူစောတိ18ဦးစလုံးကိုဆက်လက်စစ်ဆေးမှုတွေလုပ်နေသလိုအဲ့ဒီပြူစောတိတွေထဲမှာပြည်သူတွေကိုတပ်ဖြတ်ခဲ့တဲ့သူတွေမိန်းကလေးငယ်တွေကိုမဒိန်ကျင့်ခဲ့တဲ့သူတွေလည်းပါနေတယ်လို့ရွှေဘုခိုင် PDF အမှတ်18တရင်တာဝန်ခံကိုနေမျိုးကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့မြန်မာနိုင်ငံရဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာကရင်ပြည်နယ်ဟာကော်တူးလီနိုင်ငံအဖြစ်မိမိတို့ကံကြမ္မာကိုမိမိတို့ကသာလင်းဖန်တီးစီမံအုပ်ချုပ်နိုင်ရမယ်ဆိုပြီးဂန်ယူဥက္ကဋ္ဌဘဒိုစောကွယ်ထူးဝင်းကပြောဆိုလိုက်ပါတယ်။ဒါကိုတော့ဒီကနေ့ဇွန်လ14ရက်နေ့မှာကြာရောက်တဲ့
86နှစ်မြောက်ကော်တူလီနေ့အဖြစ်ထုတ်ပြန်တဲ့မိန့်ခွန်းမှာKNU ဥက္ကဋ္ဌဘဒိုစောကွယ်ထူးဝင်းကပြောသွားတာပါကရင်ပြည်နယ်မှာကရင်မျိုးသားတော်လှန်ရေးလှုပ်ရှားမှုဟာကရင်လူမျိုးတွေရဲ့ရည်မှန်းချက်နဲ့အိမ်မက်ဖြစ်တဲ့ကော်တူလီနိုင်ငံထူထောင်ဖို့ဖြစ်ပြီးလက်ရှိမှာလည်း KNU ဟာမြန်မာနိုင်ငံကြီးတစ်ခုလုံးပြုပြင်ပြောင်းလဲရေးအတွက်အခြားသောလူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေစာနာရှင်စန့်ကျင်ရေးအဖွဲ့အစည်းတွေနဲ့အတူတကွပူးပေါင်းပြီး Federal Democracy ပြည်ထောင်စုတည်ဆောက်ဖို့ကြိုးပမ်းနေတယ်လို့နောင်လာမဲ့မြန်မာနိုင်ငံရဲ့အနာဂတ် Federal Democracy ပြည်ထောင်စုမှာကရင်ပြည်နယ်ဟာကော်တူလီနိုင်ငံအဖြစ်မိမိတို့ကံကြမ္မာကိုမိမိတို့ကသာလင်ဖန်တီးစီမံအုပ်ချုပ်နိုင်ရမယ်ဆိုပြီးKNU ဥက္ကဋ္ဌဘဒိုစောကွယ်ထူးဝင်းကပြောဆိုတော့ပါတယ်ခင်ဗျတစ်ဖက်မှာတော့မန္တလေးမြို့ကအိုးဘိုအချင်းထောင်မှာစေကူတာကွင့်မရမှုကြောင့်နိုင်ငံရေးအကျဉ်းသူ CDM အလဲတန်းချောင်းအုပ်ဒေါ်မြင့်မြင့်တန်းကွယ်လွန်သွားခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထုံးဦးကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့မန္တလေးအိုးဘိုအချင်းထောင်မှာမတရားပုံမှန်တွေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကဖမ်းဆီးအကျဉ်းချခံထားရတဲ့ CDM အလဲတန်းချောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်တန်းဆိုသူဟာ TB ယောဂအခန်းရှိသူဖြစ်တဲ့အတွက်ဇေဝကုသမှုတွေပုံမှန်လိုအပ်သူဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီမှာစီဒန်အလဲတန်းကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်တန်းဆိုသူဟာအချင်းတောင်အတွင်းယောဂပြင်းထန်လာတဲ့အချိန်စစ်ကောင်စီလက်အောက်ခံထောက်အာဏာပိုင်တွေဘက်ကစိတ်ကူတာကွင့်မပေးမှုကြောင့်မေလ9ရက်နေ့ကပဲကွယ်လွန်သွားခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထုံးဦးကပြောထားပါတယ်အဲ့ဒီလိုအချင်းတောင်တွေတဲမှာစစ်ကောင်စီရဲ့ထောက်အာဏာပိုင်တွေကအချင်းသူအချင်းသားတွေကိုစိတ်ကူတာကွင့်အချိန်မီမပေးတဲ့အတွက်အခု2025ခုနှစ်အစကနေလက်ရှိဇွန်လအထိတည်ဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသား17ဦးအထိရှိလာပြီဖြစ်တယ်လို့လည်း BBNM ကထုတ်ပြန်ထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီကလုံခြုံရေးအထူးတင်းကျပ်ထားတဲ့ရန်ကုန်မြို့ကမင်္ဂလာတုံမြို့နယ်မှာထောက်ကျန်လမ်းစုံလုံခြုံရေးဘဏ်ကာကနေထွက်လာတဲ့စစ်ကောင်စီတပ်သား3ဦးကိုရန်ကုန်မြို့ပြတော်လိုင်းရဲဘော်တွေကအသင့်ထောင်ထားတဲ့အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်မှုအတွင်းစစ်သားတအူးကတော့နေရာမှာတင်ပစ်လဲကြပြီးသေသွားတယ်လို့ Operation Flame တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ23ရက်နေ့ဖြစ်တဲ့မနေ့ကည8:00 နာရီခွဲဝန်းကျင်လောက်မှာပဲရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်ထောက်ကျန်လမ်းစုံလုံခြုံရေးဘဏ်ကမှာမြို့ပြတော်လိုင်းရဲဘော်တွေကအသင့်ထောင်ထားတဲ့အဝေးထိန်းမိုင်းနှလုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီချိန်ဘင်္ဂါလေးကနေစစ်ကောင်စီတပ်သား3ဦးထွက်လာတာကိုတေချာစောင့်ပြီးတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်စစ်ကောင်စီတပ်သား3ဦးတည်းကစစ်သား2ဦးကတော့နေရာမှာတင်ပစ်လဲကြပြီးသေသွားတဲ့အကြောင်းကိုသိထားရတယ်လို့ Operation Flame တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ